မြင်ရနိုင်တဲ့စွမ်းအားကတကယ်တော့ကြောက်မက်ဖွယ်ကောင်းတဲ့အတွေ့အကြုံတစ်ခုပါပဲစမ်းသပ်သူတွေကစာပိုင်းမှာဂျုံရဲ့အနားမှာကိုကိုလောင်းထည့်ပြီးသူ့မျက်နှာပေါ်မှာအငြင်းညဖြတ်လိုက်ပါတယ်ကွန်မြင်မြန်ချောက်အောင်ပန်ကားနဲ့တိုက်ထားလိုက်ပါတယ်ကွန်မာသွားတဲ့အခါဓာတ်နဲ့အပေါက်လေးတစ်ခုဖောက်ပေးလိုက်ပြီးမျက်မှန်တစ်ခုလည်းတက်ဆင်ပေးလိုက်ပါတယ်စမ်းသပ်သူတွေကဂျုံဟာရက်အနှဲငယ်လောက်ပဲခံနိုင်လိမ့်မယ်လို့ထင်ထားကြပေမဲ့သူကတခွဲကန်းထဲမှာပိတ်မိနေခဲ့တာပါအချိန်တွေကုန်လုံးသွားလေကြောင်းကပိုးပိုးစိတ်ဆိုးလာလေပါပဲနောက်ဆုံးတော့တနေ့မှသူတိမ်းထွက်သွားနိုင်ခဲ့ပါတယ်အိမ်ပြန်ရောက်တော့အိမ်ကြီးချင်းအမျိုးသမီးကအိမ်ထဲမှာအဝတ်လဲနေတာမြင်လိုက်ရပါတယ်ဒါပေမဲ့အရေးကြီးတဲ့အချိန်မှာပဲအဲ့ဒီအမျိုးသမီးကကလန့်ကားကိုဆွဲချပစ်လိုက်ပါတယ်ဂျွန်ကမှန်တဲကိုကြည့်လိုက်တော့သူ့ကိုယ်သူမမြင်ရတော့တာကိုသတိထားမိလိုက်ပါတယ်ဒါကတော့သူ့မှာမမြင်ရနိုင်တဲ့စွမ်းရှိနေပြီလို့ဆိုလိုတာပါသူဘာပဲလှုပ်ချင်လှုပ်နိုင်တော့မဲ့အခွင့်အရေးရပြီပေါ့အဲ့ဒီအမျိုးသမီးရေချိုးပြီးသွားတဲ့နောက်မှာပဲတကားခောက်တန်ထွက်လာပါတဲ့အမျိုးသမီးကတကားစီလမ်းလျှောက်သွားပြီးပြင်ပမှာဘာမှမရှိတာကိုတွေးလိုက်ရပါတယ်သူ့စိတ်ကူးထင်မြင်မာတာလို့ထင်မိပါတယ်ဒါပေမဲ့မထင်မှတ်ပဲတစ်စက္ကန့်ကြာမှပဲတကားလေတန်ထပ်မံထွက်ပေါ်လာပါတယ်အမျိုးသမီးကအတော်ရှုပ်ထွေးသွားပါတယ်တကားစီလမ်းလျှောက်သွားပြီးတကားကိုဖွင့်လိုက်ပါတယ်စင်ကြံကလွတ်လပ်စွာရက်နေပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဂျုံကအတန်မထွက်အောင်အမျိုးသမီးရဲ့အိမ်ထဲကိုခိုးဝင်သွားနိုင်ခဲ့ပါတယ်